တငယ်ချင်းအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ21ရက်ဒါနေ့ကပဲပေါ့နော်ထူးခြားသတင်းများကိုကျွန်တော်တင်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်နေတာဒါ KIA တပ်မဟာ9ရင်း6ဖားကန်ဒေသမှာလှုပ်ရှားတဲ့ KIA တပ်မဟာတစ်ခုပေါ့KIA ရင်း6ဆိုရင်း6ဆိုတာကတော့ဒီလက်ရှိ KIA စစ်ဦးစီးချုပ်ဂမ်ရှောင်းကတရင်မှုအဖြစ်ဆောင်ရွက်ခဲ့မှုတဲ့တရင်တစ်ခုပေါ့အဲ့တရင်ကိုဒါတပ်မတော်ကဒီနေ့ဘုံကျဲတိုက်ခိုက်တယ်ပေါ့နော်သူတို့ပြောတဲ့သတင်းသူတို့ရေးသားချက်ရအကျဉ်းကြီးတော့မမှတ်မိတော့ဘူးလေဘယ်လောက်တောင်ဘုံကျဲလဲမသိဘူးအကျဉ်းကြီးမမှတ်မိဘူးအကျဉ်းကြီးဘုံကျဲတိုက်ခိုက်တဲ့အတွက်ဒါ KIA အရာရှိပေါင်း30ဦးတေဆုံးတယ်ဆိုပြီးသူတို့ဘက်ကသတင်းတွေတက်လာတာကျွန်တော်တွေ့ရတယ်နော်ဥသောပထမဒီသတင်းတွေ့ရတယ်ဖားကန်အခြေအနေကတော့အားလုံးသိတယ်ဖားကန်မြို့ကိုတပ်မတော်ကသိမ်းပိုက်ထားပြီးတော့ဒါနေမြေစိုးမှုတွေနေမြေရှင်းလင်းမှုတွေနေမြေစိုးမှုတွေနေမြေရှင်းလင်းမှုတွေဇက်လိုက်လှုပ်ဆောင်နေတာဖြစ်တယ် KIA ကစစ်ရှုံးပြီးတော့စုတ်ခွာထွက်ပြေးနေရတဲ့နေရာတခုဖြစ်တယ်လက်ရှိ KIA ဌာနချုပ်ရင်း6ကိုပါကြိုတင်ချိန်မိုးခြင်းအနေနဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ယူဆရပါတယ်เนาะဒါကတော့ဖားကန်ဒေသမြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်ကဖားကန်ဒေသအခြေအနေပါဒါလူထုလောက်ထောက်ခံမှုကိုလည်းပြန်ကြည့်မယ်ဆိုရင်တော့ပြည်သူလူထုက KIA ကိုလုံးဝမထောက်ခံတော့ပါဘူးလုံးဝเนาะဘာဖြစ်လို့လဲဆိုတော့စီးမက်ကမတသားသေးတွေဆွဲเนาะဒီဂျိမ်းဘောဆိုတဲ့လူနည်းစုလေးကဒါလူမျိုးပေါင်းစုံကချင်ပြည်နယ်မှာဒုက္ခပေးနေတာဖြစ်တယ်ဒါကိုအသိပညာရှိတဲ့အသိဉာဏ်ရှိတဲ့ပြည်သူတွေကလည်းနားလည်လာကြပြီဖြစ်တယ်တသားသေးစုတဲ့နေရာမှာလည်းစီးမက်ကမ်းမဲ့เนาะကျန်တဲ့လူမျိုးတွေပါစုတဲ့အတွက်ဒါလူမျိုးရေးပြဿနာဖြစ်မဲ့အခြေအနေမျိုးထိဖြစ်ပေါ်နေတာဖြစ်တယ်အခြားတိုင်းရင်းသားတွေเนาะကချင်မဟုတ်တော့ဂျိမ်းဖောမဟုတ်တော့အခြားဘယ်ကချင်တိုင်းရင်းသားဘယ်ရှမ်းဒီလူမျိုးတွေမှာဒီ KIA ရဲ့လုပ်ရက်တွေကိုမထောက်ခံဘူးဆိုတာလေးကိုကျွန်တော်တင်ပြလိုပါတယ်ဒါဒီနေ့เนาะလက်တော်အခြေအနေပါနောက်ထပ်သတင်းကတော့အလားတူပဲเนาะမိုးကုတ်မြို့ကိုထိုးစစ်ဆင်တဲ့တပ်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ကိုကြိုတင်ချိန်မုံချင်းအနေနဲ့ဒါဒီနေ့မနေ့ပိုင်းမှာမိုးကုတ်ဘုံကျဲတိုက်ခိုက်တာရှိတယ်အရှိပိုင်းဘုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းထွက်ပေါ်တယ်မိုးကုတ်မြို့ကလည်းတော်တော်ပျက်စီးသလောက်ဖြစ်ပြီးမြို့သူမြို့သားတွေကလည်းရှောင်သွားပြီဆိုတာသတင်းတွေကထွက်ပေါ်နေတယ်ဒါမိုးကုတ်မြို့ထဲမှာလည်းဒါကောက်ကွင်းမှာမချမ်းအကုန်လုံးမြေနေရာအားလုံးကိုဒါ TLA ကလက်ကြောက်တွေတူးဖို့ပြီးယူနေကြတယ်လောဘကြောတက်ပြီးတော့เนาะယူရတယ်ဒေသတွေအကုန်လုံးပျက်စီးသွားပြီမိုးကုတ်မြို့เนาะပျက်စီးသလောက်ဖြစ်သွားဒါဘာအကျိုးဆက်လဲဆိုတော့မိုးကုတ်မြို့ကိုနီးပိတ်တွေရဲ့ဖျက်ဆီးမှုဖြစ်တယ်နီးပိတ်တွေရဲ့အကျိုးဆက်เนาะဒီတောင်းကျမ်းသူကိုကြိုဆိုခဲ့ကြတယ်ဗောနော်တပည့်ကနဲ့ကြိုဆိုခဲ့တာရဲ့အကျိုးဆက်ဗောနော်အခုချိန်ဒီခံစားနေရတယ်နော်နောက်ဆုံးတော့လည်းမြို့ကိုတက်မတော်ပြန်သိမ်းနေချိန်မြို့သစ်ပြန်တိဆောက်အောင်မယ်အနေထားမျိုးဗောနော်မြို့ကတော့ဘာမှကြံမှာမဟုတ်ဘူးတက်မတော်ကအခုလဲဒါ TLA ကအိမ်နေမှာပုံခုန်နေတဲ့အတွက်ဘုံကျဲတိုက်ခိုက်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်နော်ဒါလည်းဒီနေ့ထူးခြားဒီနေ့နေ့ကိန်းမှာထူးခြားရရှိတဲ့သတင်းတွေပေါ့နော်နောက်ထပ်ထူးခြားဆုံးသတင်းပေါ့နော်ဘာလို့လဲဆိုတော့ဒီကရင်ပြည်နယ်မှာပေါ့နော်ကရင်ပြည်နယ်မှာငဇွဲဆိုတဲ့လူက line ပေါ်မှာအမြဲတမ်းစစ်မတိုက်ဘဲနဲ့ line ပေါ်ကနေသူကဘလူးလောက်ပါတယ်ဘလူးတိုက်ပါရှောက်ကြီးပြောတယ်အခုကားဝယ်သွားပြီကားဝယ်စီပြီးဘန်ကောက်မှာသွားနေပြီပေါ့နော်ဒါနဲ့ပတ်သက်လို့ဒီကရင်ဘက်ကအမျိုးသမီးထောက်ဖို့ဖြစ်တဲ့ဒေါ်မိုးကလေသူကဘာပြောလဲဆိုတော့ဒီကောင်တွေကတော်လိုင်းကိုအကြောင်းပြပြီးလိန်စားနေတာပေါ့နော်သူလိန်တာကတော့သူတယောက်တည်းမဟုတ်ဘူးငစီလဲလိန်တာပဲနော်ပန်ဆယ်လူလို့ဆိုရင်ဗျာခင်ဗျားတို့သိတဲ့အတိုင်းပဲပန်ဆိုလူနဲ့ဇော်ဝေစုကဒီပိုင်ဆိုင်ထားတဲ့ဒီ shopping mall တွေကပန်ဆယ်လူနဲ့ဇော်ဝေစုနဲ့ဖက်ဆက်နော်ပိုင်တာလို့သိရတယ်နော်ပန်ဆယ်လူလို့ဆိုအင်ကြီးအိမ်ကောင်းနဲ့ဒါဟိုဟာဖြစ်နေတယ်နော်နေထိုင်တယ်ပန်ဆယ်လူဆိုအင်ကြီးအိမ်ကောင်းတွေစောက်တာနော်ချစ်သူဝေတို့လင်းလို့ဆိုလဲတကယ်အကောင်းဆုံးအိမ်တွေဝယ်ထားပြီးပြီနော်အားလုံးကသူ့ဟာနဲ့သူဗျာခင်ဗျာဗျာသူ့ဝင်နဲ့သူအားလုံးကအခြေတကျဘဝတစ်ခုအသစ်တိကျတဲ့နေရာမှာအခြေတကျပေါ့နော်ဒီတော်လန်ကြီးကိုအကြောင်းပြပြီးတော့ချမ်းသာကြွယ်ဝသွားကြပြီပေါ့နော်ချမ်းသာဘာဖြစ်ကြံခဲ့လဲဆိုတော့ပြည်တွင်းတွေကဒီနိုင်ငံရေးဝန်ဆောင်မရှိတဲ့လူငယ်တွေတောင်းနဲ့ထောင်းနဲ့ချီပြီးတော့မြေကြီးတွေရောက်သွားကြတယ်နော်ပကဖဆိုတဲ့ကောင်တွေကနော်ဒီ NUG ဆိုတဲ့အဖွဲ့အစည်းအောက်ကပကဖဆိုတဲ့ကောင်တွေကစီးပွားရေးလုံးမှငွေရှာမှတော်လန်ကြီးရမယ်ဆိုပြီးတော့ငွေရှာရင်းနဲ့စီးပွားရေးသမားတွေဖြစ်လာတယ်လောဘဇောတွေတိုက်လာပြီးတော့နောက်ဆုံးတော့ဒီသူတို့လှုပ်ဆောင်နေတဲ့တော်လန်ကြီးဆိုတာဂိမ်း over ဖြစ်သွားတာเนาะဒါလုံးဝကြာဆုံးသွားတဲ့အနေအထားမျိုးထိဖြစ်သွားတယ်ပေါ့နော်နိုင်ငံရေးရပြန်ကြည့်ရင်ရောတန်တမန်ရေးရပြန်ကြည့်ရော MG ကနော်ဒီမြန်မာပြည်ထဲမှာဒီလက်နက်ကိုင်တောင်းကျမ်းနေတဲ့အကြမ်းဖက် PDF တွေကိုနော်စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိဘူးဩဇာလွှမ်းမိုးမှုလည်းမရှိဘူးပြောမယ်ဆိုရင်ဥပဒေပြုရေးတရားစီရင်စီကံပိုင်းဆိုင်ရာမှာလည်းဘာမှနော်စီမံဆောင်ရွက်နိုင်ခြင်းမရှိဘူး
မရှိတဲ့အတွက်ပါကဖတွေကဥဆောင်ပြီးတော့ဒါမရိမှုတွေကျူးလွန်တယ်ခိုးမှုတွေကျူးလွန်တယ်တပ်ဖြတ်မှုတွေကျူးလွန်တယ်ကျူးလွန်ပြီးတော့ဒီအဖွဲ့အစည်းဟာနောက်ဆုံးတော့ဒါဦးရွက်စစ်ပြောသလိုပဲတခိုးဓမြအဖွဲ့အစည်းတစ်ခုပဲဖြစ်လာခဲ့တယ်နော်လာတော့ဒါခင်ဗျားတို့စစ်မျက်နှာအသီးသီးကသတင်းတွေကိုလည်းခင်ဗျားတို့ကြားမှာဖြစ်ပါတယ်ဘယ်စစ်မျက်နှာမှာဒါနလန်မထူနိုင်တဲ့အနေထားမှာရောက်သွားပြီဒီစေးအခြေအနေမကောင်းလို့နိုင်ငံရေးရ၎င်းတန်တမာရေးရ၎င်းပြန်ကြည့်တော့လေ NUG ဟာနော်နိုင်ငံရေးရတန်တမာရေးရလဲဘာမှထူးထူးချွန်ချွန်ပြောဘာနေရာမှအရာရောက်အောင်မဆောင်ရွက်နိုင်ဘူးထူးထူးချွန်ချွန်ပြောဆောင်ရွက်နိုင်တာသူတို့မိသားစုတွေနော်ကောင်းကောင်းတက်ရတယ်အကောင်းသားเจ้าတွေမှာနိုင်ငံခြားမှာထားတယ်အိမ်ကြီးအိမ်ကောင်းတွေမှာနေတယ်နော်သူတို့ဘဝကတော့အေးချမ်းဖြစ်သွားတယ်ပြည်တွင်းကသူတို့ပြောတာကိုယုံပြီးလိုက်ပါဆောင်ရွက်တဲ့လူငယ်လူရွယ်တွေပေါ့နော်နိုင်ငံရေးဝန်ဆောင်မရှိတော့သခိုးဓမြဖွင့်တဲ့ရှင်တဲ့လူကကြံခဲ့တယ်သေတဲ့လူထောင်နဲ့တောင်းနဲ့ရှိပြီးသေသွားတယ်ဒါကသူတို့ပြောတဲ့ຫນွေယူတော်လန်ရေးရဲ့အဆုံးသက်ကိုကျွန်တော်ပြောပြတာပါနော်ဒီလက်ရှိအနေထားမှာလည်းဒီတိုင်းပဲအဆုံးသက်သွားပြီဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုဒါကဒီငစွဲကားဝယ်စီးတဲ့ကိစ္စကတော့စူးညံလိုင်းပေါ်မှာတော်မိုးလို့စူထောက်ထားပြပြီးတော့ပြောဆိုတာပါစူးညံနေအောင်နော်ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ဒါအားလုံးနဲ့သိတဲ့အတိုင်း KK ဘက်ကိုတော့မတော်သိမ့်လိုက်တယ် KK ဘက်ဆိုတာ KNU ရဲ့အဓိကကြားဖြတ်မျိုးတော်ကြီးပဲဖြစ်တယ်နော်အဲ့ဒီမှာစတားလင်းဆက်တွေလည်းသိသိရမိတယ်စာချုပ်ကနော်ကွယ်ထူးဝင်းတို့စောတော်ဂျာကင်တို့လက်မှတ်ထိုးထားတယ်ဒါတွေကျွန်တော်မပြောတော့ဘူးနော်ဒါတွေအားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်အဓိကတော့ KNU ကကြားဖြတ်လုပ်ငန်းမှာဓာတ်ရိုက်ပေါင်ပတ်သက်နေတယ်ဆိုတာကိုဒါအထောက်အထားတိကျနဲ့ဖော်ထုတ်နိုင်တာကိုပဲကျွန်တော်တို့ကကျေးဇူးတင်ပါတယ်နော်ဒါကိုကျေးဇူးတင်တယ်ကျွန်တော်တို့ကနောက် A ပေါ့ A ကဝါရဖြန့်ရတယ်ဇက်တိုက်လှုပ်ဆောင်တယ် A ဝါရဖြန့်တဲ့ညမနေကန်ကိုရရှိပြီဆိုပြီးတော့စစ်ပြေကောင်ထမ်းမြက်ကတင်တယ်ထမ်းမြက်ကတင်ပြီးတော့ဒါလျှောက်ပြီးတော့လော်ကြတာပေါ့နေကန်စကန်ရအခုတော့နေကန်စကန်နဲ့မီတာ8000အကျော်အကွာကမီတာ8000ကျော်အကွာကအေးစကန်တွေပေါ့တက်မတော်တက်ပြီးတိတ်ထားတယ်နော်တက်ပြီးတော့နော်ဟိုသိတဲ့အတိုင်းပဲနော်စစ်မြေပြင်အသီးသီးမှာတက်မတော်အောင်ပွဲရနောက်လားတူပဲမိုင်းနိုင်36 39နဲ့56မှာမလေးညကတိုက်ပွဲတညလုံးဖြစ်ပါတယ်ဖြစ်ပွားတဲ့နေရာမှာအေး30လောက်သေဆုံးတယ်ဆိုပြီးဒါကောပစာခရိုင်အခြေစိုက်တဲ့မီဒီယာတစ်ခုကနေရေးသားထားတာကျွန်တော်တွေ့ရတယ်ဒီလိုရေးသားချက်ဒါကတော့ A ရလဲဒါဟိုဘက်မှာဘင်္ဂလားဒေ့ရှ် ARSC နဲ့ရင်ဆိုင်နေရတဲ့အနေထားဘူးနော်ဒီဘက်မှာလဲစစ်ရင်ဆိုင်တာတော့ထုံးမြတ်နိုင်တော့ကတော့ဂျင်းနဲ့ကြက်တဲ့နေတာပဲဒါလက်ရှိအနေထားမှာမူရစ်စေဝါ A ဘက်ကမူရစ်စေဝါကုန်ကူးမှုတွေကဘင်္ဂလားဒေ့ရှ်ကလည်းဒါနေချားစောက်နေရကြက်မှတ်ထားတယ်ဟိုဘက်ကမလေးရှားဘက်ကလည်းကြက်မှတ်ထားတဲ့အတွက်ကြက်ထားတဲ့အတွက်ဒီ A ရဲ့မူရစ်စေဝါကုန်ကူးမှုလုပ်ငန်းကခေတ္တရင်ဆိုင်နေတယ်ဆိုတဲ့သတင်းကျွန်တော်သိရပါတယ်နော်ဒါက A ရဲ့စီးအခြေအနေဖြစ်ပါတယ်ဒါဒီနေ့2025ခုနှစ်အောက်တိုဘာလ21ရက်နေ့မှာเนาะထူးခြားသတင်းလေးများဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကြော်သွားပါ